အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒါစံချိန်ပလေးပေါ့နော်အားလုံးပဲလိုက်ကြည့်ပေးကြပါဦးခင်ဗျစမှာတော့ခြုံနဲ့ဆိုတော့နည်းနည်းတော့ကျွန်တော်လင်းလေးပါလေးတော့ထိမ့်ပြီးတော့မှဆော်ရတာပေါ့နော်နောက်မှဟိုကောင်ကအမားကြီးလာလို့တာဗျအဲ့မှာကျွန်တော်သူ့ကိုပြန်ပြီးတော့မှတက်ပြီးလိုက်ရပေါ့နော်ကျွန်တော်လည်းဒီနားမှာရှာရှည်ပြီးတော့သုံးကောင်ကြားရဝင်သွားရပေါ့နော်အဲ့မှာမီးညံမှာပြီးလိုက်ရဗျာဒီ recorder ပြခံလိုက်ရတယ်ဒီနားမှာလည်းကျွန်တော်ဟိုဘက်ကောင်ကီးလေးကောက်လိုက်တယ်ပေါ့နော်ဒီနားမှာဒီဘက်ကောင်တွေကောင်တော့အပေါ်လေးမှာဆိုတော့ကျွန်တော်ကိုရှိကိုရအောင်ခွာတယ်ပေါ့နော်အဲ့မှာ6 record ထောက်တာမြင်သွားလို့ကျွန်တော်အဲ့မှာပြန်ဖက်လိုက်တယ်ဗျဒီနားမှာဒီဘက်က6တန်းမကြီးရော brother တို့ရှူလိုက်အောင်လို့ကျွန်တော်လည်းဘာလို့လို့ကြောင်းမသိဘူးဒါပေမဲ့အမျိုးက6တော့တည်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကလိမ့်ထက်ရှင်းကျင်နေလို့ဆိုပြီးထွက်ရှင်းလိုက်တာအဲ့မှာ object တရားကြီးမြင်တော့ကျွန်တော်ပြေးတာအဲ့ဒီထီတာကိုပြန်ပြီးတော့မှရက်လိုက်ပါတယ်တဲ့အမျိုးဘက်ကအဲ့မှာကျွန်တော်လည်းဒီကန်လေးမလို့ပြန်ဖက်လိုက်တယ်ပေါ့နော်စာပါတော့ကြီးရသွားပေါ့ဒီနားမှာလည်းကျွန်တော်စာပါပိုင်းနိုင်မြင်တော့ကီးလေးဝင်သွားရတာဒါပဲကြီးပါရသွားရဗျာအမှအမျိုးဘက်ကစပယ်ကြီးအကုန်ပြီးဆိုကျွန်တော်ကီးလေးဝင်ကောက်လိုက်တယ်ဗျာဒီနားမှာဘော်လင်းကဘေးကတွေးနေနေတော့ကျွန်တော်သွားပြီးတော့မှရှက်တောင်းလေးယူလိုက်တယ်ပေါ့နော်ဒီနားမှာ object တရားကိုတစ်ချက်ပဲရလိုက်တယ်ပေါ့နော်ဒီနားမှာတော့ကီးဝင်ကောက်ရတာပေါ့နော်ကိုရီဘယ်လောက်ကျန်းလဲတော့မသိဘူး legendary ပါပွင့်ကုန်တာ brother တို့ကြီးဒီနားမှာလည်းစာပါအပိုင်းတော့ကျွန်တော်ဝင်ပြီးရိုက်လိုက်တာအဲ့မှာမားတီကြီးကကောက်ထွက်လာပြီးတော့မှဘယ်နာမှမတည်တဲ့မေးရပါအဲဒီတုံးတော့ကျွန်တော်တို့ရှောတာပေါ့ဗျာချောင်းကျွန်တော်တစ်ချက်ပဲရိုက်တယ်ဗျမားတီရဲ့မှာ damage ကြီးကိုလည်း brother တို့ရှိုးကြည့်လိုက်အောင်ဗျာကျွန်တော်ဘယ်နှချက်မှမလုံးတော့ damage ကြီးဒီနားမှာကျွန်တော်ဟိုဘက်ကအိုဒက်ကဘရှင်ပေါ်သွားတာပေါ့နော်အဲ့မှာကျွန်တော်ဒီနားလေးကဆောင်းပြီးသူ့ကိုအသာရလေးပဲတက်လိုက်တယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော်လည်းပြီးရအဲ့မှာကျွန်တော်ရဲ့မှာဂိမ်းဆန်လေးတစ်ခုကြောင့်ကျွန်တော်တို့တင်းရလုံးဝနိုင်သွားပြီပေါ့နော်ဒီဘက်ကြီးက drop ပါပဲအဆုံးထိကျူးပြီးသွားလုံးကျေးဇူးတင်ပါတယ်